ဗီဒီယိုကော့လေးတစ်ခုပဲကျွန်တော်တင်မှုအတွက်ဒါလေးတောင်မှ15လုံးပဲရှိတော့မယ်ဘယ်လိုပြောမလဲဒီပစ္စည်းကကျွန်တော်နန္ဒလေးကနေပြီးတော့ကျွန်တော်တို့စက်ကိုတက်ဖို့ပြလက်ရှိပြန်ပြီးတော့ sharing ပြန်လုပ်ပေးတာလည်းကျွန်တော်ရောင်းချရတာတော်တော်လေးလည်းလှလုံးအားကြီးတယ်ပစ္စည်းကကျွန်တော် record လေးသွင်းတဲ့အနေနဲ့နည်းနည်းလေး knowledge လေး sharing လုပ်ပေးတယ်တော်ဒီကောင်မှ lighter မှာဆိုပေမဲ့ဒီကောင်က wheel ကိုကျွန်တော်တို့ zip တိုက်နဲ့တွားတာပါသူ C နဲ့မဟုတ်ဘူးဒါ gas နဲ့တွားတာ normal flame ဒီကောင်က ignition လို့တိုက်ခဲ့မှာပုံစံ normal ပုံစံနဲ့မတူပဲသူ rocket လို့ခေါ်တယ်ဒါ rocket လို့ခေါ်ပါတယ်ဒါ rocket ပါသူမင်းနှမျိုးသုံးလို့ရ two way လိုက်တာပဲ two way ကိုသူ design ဆန်းထားလိုက်တဲ့ပေါ်ပါဒါမျိုးပဲသူမင်းနှမျိုးထွက်မယ် rocket ဒီကောင်က ignition system သူကတော့နှိပ်တဲ့ style မျိုးပါ mechanic ကိုတို့လည်းမင်းနှမျိုးပဲတစ်မျိုး short တစ်မျိုး jet ခေါင်းလေးရိုက်ထွက်မယ်သူကဟောပြောတာမျိုးပါတို့တော့ကော်ထေကြီးပဲသွားမယ်သူဈေးနှုန်းလေးနဲ့တက်တာနိုင်ရောမပါတော့ဗျ system လေးတွေကတော်တော်လေးဟိုမှာ upgrade ဖြစ်လာကြည့်ပါတယ် China ရဲ့သဘောတဘာဝကလက်ရှိတရုတ်ပြည်ကဘာလို့ရန်တိုးနေလဲမြည်သူတို့ဒီအများနဲ့ဆန်းတစ်ပြီးတော့တီထွင်နေတယ်လေ့လာနေတယ်ပေါ့နော် design တွေကတစ်ခုနဲ့တစ်ခုမထပ်သွားအောင်ကျွန်တော်တို့မြန်မာနိုင်ငံဈေးကွက်တွေအများနဲ့ထိုးဖောက်ပြီးဝင်ရောက်ရရှိတာမဟုတ်ဘဲနဲ့ကမ္ဘာလုံးပိုင်းဆိုင်ရာကမ္ဘာလုံးကိုဈေးကွက်တစ်ခုလုံးဝန်းချုံလာတယ်ဒီလုံးဝကကွန်ကြီးပါတရားဆိုတော်တော်လေးကို smart ဖြစ်လာကြည့်တယ်ကြာဒါပေမဲ့ကျွန်တော်တစ်လုံးအောင်မကြံတော့တော်တော်လှတယ်ဒီမြစ်ကဖောက်တယ်စီကပြန်ဝင်ရမယ့်အနေအထားမျိုးကြာကျွန်တော်ဖောက်တယ်စီကတော်တော်လှလုံးအားကြီးတယ်ဒီမှာတော့ဟောဒါလှလုံးအားကြီးတယ်တကယ်ဒီမှာတော်တော်လှပါတယ်ဒါဖုန်းထဲမှာတိတ်ပြီးတော့မှအမြင်တိတ်ပြီးတော့ထူးခြားထင်ရတယ်နော်ဒီမှာပိုစစ်ဖြစ်တယ်ကြာကလေးတွေပဲဆော့မယ်ဒီမှာအဖြစ်လို့